မင်္ဂလာပါရှင် Phil Knight ရဲ့ကဘာကျော်စီးပွားရေးအောင်မြင်မှုမှတ်တမ်း Shoe Dot ရဲ့ဒုတိယနေ့ခီးစဉ်ကနေကြိုဆိုလိုက်ပါရစေ။တကယ်ကျွန်တော်ရဲ့ပထမပိုင်းမှာတော့ကျမတို့ Phil Knight တယောက်သူ့အဖေစီကနေဒေါ်လာ90ချီပြီးတော့ crazy idea တစ်ခုနဲ့ Onitsuka Tiger ဖနက်တွေကိုကားကိုရောင်တွေကနေစတင်ရောင်းချခဲ့ပုံအမြဲတမ်းငွေသားပြက်လက်မှုပြဿနာတွေနဲ့ရုန်းကန်ခဲ့ရပုံတွေကိုဆွေးနွေးခဲ့ကြတယ်နော်။ဒီနေ့မှာတော့ဇက်လန်ရဲ့ဇက်ရှင်ကပို့ပြီးတော့မှအထွတ်အထိပ်ကိုရောက်လာပါပြီ။သူတို့ရဲ့လုပ်ငန်းတေမလားရှင်မလားဆိုတဲ့ဆုံးဖြတ်ရမယ့်အချိုးအကွေကြီးဖြစ်လာပါတယ်1983ခုနှစ်ဝန်းကျင်မှာ Phil Knight တည်ထောင်ခဲ့တဲ့ Blue Ribbon ကုမ္ပဏီဟာ American ဈေးကွက်မှာရောင်းအားတွေတရိပ်ရိပ်နဲ့အရန်တက်လာခဲ့ပါတယ်။ဒါပေမဲ့အောင်မြင်မှုရဲ့နောက်ွယ်မှာမနာလိုမှုတွေတစ္ဆာဖောက်မှုတွေလည်းရှိလာခဲ့ပါတယ်။ဂျပန်က Onitsuka Tiger ကုမ္ပဏီဟာ Blue Ribbon ရဲ့အောင်မြင်မှုကိုကြည့်ပြီးသူတို့ဘာသာတိုက်ရိုက်အမျက်စွန်းပိုရချင်တဲ့အတွက်ဖောက်တယ်ကြီး Phil Knight ရဲ့နောက်ွယ်မှာတခြား American ကိုယ်စားလှယ်အသစ်တွေကိုတိတ်တဆိတ်လိုက်ရှာပါတော့တယ်။အဲ့ဒီတည်းမကပဲသူတို့ဟာ Blue Ribbon ကုမ္ပဏီကိုဈေးကွက်ထဲကနေအပီးပိုင်မောင်းထုတ်ဖို့တည်ကြံစီပြီးရှိပြီးသားစာချုပ်ကိုအသင်းအာရမဖြတ်သိမ်းမှု PR တွေစတင်ပေးလာပါတယ်။အဲ့ဒီအချိန်မှာ Phil Knight ကလန်လန်ပဲရှိပါတော့တယ်။ဂျပန်ကုမ္ပဏီရဲ့ PR အောက်မှာဒူးထောက်ပြီးတော့အရှုံးပေးမလား။ဒါမှမဟုတ်ဘာအာမခံချက်မှမရှိတဲ့ကိုယ်ပိုင်ဖနက် brand တစ်ခုကိုကိုယ်တိုင်ထုတ်လုပ်ပြီးတော့တော်လာမလား။သူကတော့ဒုတိယလမ်းဖြစ်တဲ့တိုက်ပွဲဝင်ခြင်းကိုပဲရွေးချယ်ခဲ့ပါတယ်။အဲ့ဒီလိုလမ်းခွဲတစ်ခုမှာ Phil Knight ကစာအုပ်ထဲမှာအခုလိုရေးသားခဲ့ပါတယ်။ Life is growth. You grow or you die. ဘဝဆိုတာကြီးထွားရှင်တန်ခြင်းပဲ။မင်းဆက်ပြီးမကြီးထွားနိုင်ရင်မင်းသေသွားလိမ့်မယ်။သူကတော့အသေးမခံပဲဆက်ပြီးကြီးထွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီလိုနဲ့အချက်သေးတွေကြားရကနေကမန်းကရန်မွေးဖွားလာတာကတော့ကျမတို့အခုခေတ်အထိတီးကြတဲ့ Nike ဆိုတဲ့အမတ်တစိတ်ပါပဲ။ Nike ဆိုတာဂရိဒဏ္ဍာကြီးတွေကအောင်မွဲခံနတ်ဖရားရဲ့အမည်ဖြစ်ပြီးတော့မှဒီနေ့ခေတ်ကဘာပေါ်မှာတန်ဖိုးအရှိဆုံးဖြစ်နေတဲ့အမှန်ချစ် logo လေးကိုတော့အဲ့ဒီအချိန်ကတက္ကသိုလ်ကျောင်းသူလေး Caroline Davidson ကနေအချိန်မရှိတော့ကမန်းကရန်နဲ့$35ပဲပေးပြီးဒီဇိုင်းဆွဲခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုခက်ခက်ခဲခဲနဲ့ကဘာကျော် Nike brand ကိုစတင်မွေးဖွားခဲ့ပြီး1982ခုနှစ်ချီကာဂိုအားကစားကုန်စည်ပြပွဲမှာမှဒီ Nike ဖနက်တွေကိုပထမဆုံးအကြိမ်ဖြစ်ကဘာကြီးစီကိုချပြခဲ့တာဖြစ်ပါတယ်။ brand တစ်ထောင်လိုက်ပြီဆိုတော့ဂျပန်ကုမ္ပဏီနဲ့လမ်းခွဲလိုက်ရတဲ့အတွက်ဖနက်တွေကိုဂျပန် Onitsuka စက်ရုံမှာတွားထုတ်လို့မရတော့ပါဘူး။တခြားနိုင်ငံတွေကစက်ရုံတွေမှာလိုက်ထုတ်ရတဲ့အတွက်ကုန်ကျစရိတ်တွေကပိုများလာပြီးတော့ကမောက်ကမတွေဖြစ်ကုန်ပါတော့တယ်။အဲ့ဒီလိုငွေကြေးအကျပ်တဲ့အဆိုးဆုံးအချိန်မှာကယ်တင်ရှင်ကြီးပေါ်လာပါတယ်။အဲ့ဒါကတော့ဂျပန်ကုန်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Nissho Iwai ပါပဲ။ Nissho Iwai နဲ့ဘယ်လိုစတင်ပတ်သက်ခဲ့လဲဆိုရင် American ဘဏ်တွေက Blue Ribbon ကိုမျက်နှာလွှဲပြီးငွေမချေးတော့တဲ့အချိန် Nissho Iwai ရဲ့ American အခြေစိုက် manager ဖြစ်သူ Tom Sumeragi က Nike ရဲ့အလားအလာနဲ့ Phil Knight တို့အဖွဲ့ရဲ့ရုန်းကန်မှုကိုသဘောကျသွားခဲ့ရကနေစတင်ခဲ့ပါတယ်။သူကဂျပန်ရုံးချုပ်ကိုတင်ပြပြီး Nike ရဲ့ဖနက်ထုတ်လုပ်မှုကုန်ကျစရိတ်တွေအတွက်ဘဏ္ဍာရေးအကူအညီနဲ့ချေးငွေတွေပံ့ပိုးပေးခဲ့လို့Nike ဟာအသက်ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါတွေမကရပါဘူး1983ခုနှစ်မှာ American ရဲ့နာမည်ကျော်လူငယ်အပြေးကျယ်ပွင့် Steve Prefontaine နဲ့ sponsor စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။သူကရိုးရိုးအပြေးဓမ္မတစ်ယောက်တော့မဟုတ်ဘူး။ပြိုင်ပွဲတွေမှာတမယိုးကျပုံစံတွေကိုတော်လှန်ပြီးအနိုင်ယူပြတတ်တဲ့လူငယ်လေးတူ။ထိုလူငယ်ကြော်ညာပေးတဲ့ Nike ဆိုရင်တပုံစိတ်ဓာတ်အောင်နိုင်သူစိတ်ဓာတ်ဆိုပြီးတော့မှလူငယ်တွေကြားထဲမှာလည်းအကြီးအကျယ်ရေပန်းစားလူကြိုက်များလာခဲ့ပါတယ်။အဲ့ဒီလို brand ရော sponsor ပါအောင်မြင်နေတဲ့အချိန်မှာ Nike ကိုရေရှည်အတွက်လူကြိုက်အများဆုံးဖြစ်သွားစေတာကတော့ Phil Knight ရဲ့ partner ဖြစ်သူ Bill Bowerman ရဲ့ကဘာကျော် Waffle Soul ဝေဖာဖနက်အောက်ခံတီထွင်မှုကြီးပဲဖြစ်ပါတယ်။တရက်မှာ Bill Bowerman ကအိမ်မှာမနက်စာလုပ်တဲ့ဝေဖာမုံဖုတ်ဆက်ကြီးကိုကြည့်ပြီးတော့ idea တစ်ခုရသွားတယ်။အဲ့ဒီဝေဖာမုံဖုတ်ဆက်ထဲကို rubber ရည်တွေအုံငနဲ့လောင်းထည့်ပြီးဖနက်အောက်ခံခွက်ကိုစမ်းတက်တီထွင်တော့တာပဲ။ဝေဖာမုံလို့အကွက်လေးတွေဖြစ်သွားတဲ့ဒီအောက်ခံဖနက်ပြားဟာအပြေးသမားတွေအတွက်မြေပြင်ကိုပိုးပြီးနီးနီးကက်ကက်နင်းစေနိုင်လို့အရှိန်နှုန်းကိုမြင့်တင်ပေးနိုင်ပြီးတော့ Nike ကိုဈေးကွက်ထဲမှာပြိုင်ဘက်မရှိအောင်နာမည်ကြီးရစေခဲ့တယ်။ဒီလိုအောင်မြင်မှုတွေရှိနေတော့လဲနောက်ွယ်မှာကြီးမားတဲ့သမိုင်းဝင်တရားရုံးတိုက်ပွဲကြီးလည်းဖြစ်ပွားခဲ့ပါသေးတယ်။ဂျပန် Onitsuka ကုမ္ပဏီဟာ Blue Ribbon ကသူတို့ကိုစာချုပ်ဖောက်ဖျက်တယ်ဆိုပြီး American မှာရောဂျပန်မှာပါတရားစွဲဆိုဖို့ပြင်ဆင်ခဲ့တယ်လို့ Phil Knight ဖက်ကလည်း Onitsuka ဟာသူတို့နောက်ွယ်မှာတခြားကိုယ်စားလှယ်တွေနဲ့ခိုးကြံပြီးမတရားလုပ်ခဲ့ပါတယ်ဆိုပြီးတော့အပြန်အလှန်တရားစွဲဆိုခဲ့ကြပါတယ်
ဒါဟာရိုးရိုးတရားစွဲတာမဟုတ်ပဲလုပ်ငန်းတစ်ခုလုံးရဲ့အသက်ရှင်တန်ခွင့်တိုက်ပွဲပါတရားခွင်အတွင်းမှာအိုနီစုကဘက်ကရှင်းနေတွေက Phil Knight ကိုစီးပွားရေးလောကကနေအပီးဖြက်စီးပစ်ဖို့အကွက်ချက်ကျတိုက်ခိုက်ခဲ့ကြပါတယ်ဒါပေမဲ့ Phil Knight ဘက်ကတက်တဲ့အထောက်အထားခိုင်ခိုင်လုံလုံရှိနေခဲ့ပါတယ်နောက်ဆုံးမှာတော့ American တရားရုံးက Onizuka ဟာတစ္ဆာဖောက်ပြီးမတရားလုပ်ခဲ့တာမှန်ကန်ကြောင်းဆုံးဖြတ်ခဲ့တယ်။ Nike ဘက်ကအပြတ်အသက်အနိုင်ရရှိခဲ့ပါတယ်။ Onizuka အနေနဲ့ Nike ကိုမျက်နှာကြီးအပြင် Cortez ဖနက်မော်ဒယ်ရဲ့မူပိုင်ခွင့်ကိုပါလက်လွတ်လိုက်ရတဲ့အထိကဘာကျော်သွားခဲ့တဲ့တရားပွဲကြီးလည်းဖြစ်ပါတယ်။ကံကောင်းစွာနဲ့ပဲတရားရုံးမှာ Nike ကအနိုင်ရခဲ့ပေမဲ့1985ခုနှစ်ရောက်တဲ့အခါလုပ်ငန်းကြီးထွားလာလေဒုက္ခကပိုများလာလေပါပဲ။ဖနက်တွေအရန်ရောင်းရတော့စက်ယုံတွေကိုကုန်ချမ်းအတွက်ကြိုပေးရမယ်ပတ်စံဝန်ထမ်းလာစားကဘာအနှံ့တည်ယူပို့ဆောင်ရေးစရိတ်တွေဟာအစမတန်များပြားလာခဲ့ပါတယ်။ဒါဟို American ဘဏ်တွေဘက်ကနေတော့နားမလည်ပေးတဲ့အပြင်ငွေချေးရမယ့် limit ကိုထပ်မတိုးပေးတော့ပါဘူး။ပိုဆိုးတာကဘဏ်တွေက Blue Ribbon ရဲ့လုပ်ငန်းလည်ပတ်ပုံကိုမယုံကြည်လို့လိမ်လည်မှုနဲ့ပါဆွဆွဲပြီးကုမ္ပဏီရဲ့ဘဏ်အကောင့်ကိုအပီးပိတ်ပစ်တဲ့အထိအကျက်တဲ့အကြီးကျယ်စိုက်ခဲ့ပါတယ်။ဖနက်တွေတောင်းတဲ့ချီရောက်နေရပေမဲ့လက်ထဲမှာငွေသားတစ်ပြားမှမရှိတော့တဲ့အခြေအနေပါ။ Phil Knight ကဝန်ထမ်းတွေကိုလာစားပေးဖို့စက်ရုံကိုပတ်စံလွှဲဖို့အတွက်မျက်နှာအောက်ချပြီးတငယ်ချင်းတွေဝန်ထမ်းတွေရဲ့မိဘတွေစီကနေယာရမြပတ်စံအကုန်လိုက်ချေရပါတော့တယ်။နောက်ဆုံး American ဘဏ်တွေကိုလက်လျှော့ပြီးရှေ့မှာပြောခဲ့တဲ့ဂျပန် Nissho Iwai ကုမ္ပဏီစီကိုပဲထပ်မံချင့်ကပ်ခဲ့ရပါတယ်။အဲ့ဒီလိုဘန်တွေရဲ့ဆွဆွဲချက်ကြောင့်စိတ်ပြက်အားငယ်နေရတဲ့အချိန်မှာ Phil Knight ကတော့သူ့ကိုယ်သူအခုလိုပြန်လည်အားပေးခဲ့တယ်လို့ဆိုပါတယ်။ The coward never started and the weak die along the way. That leaves us, ladies and gentlemen, us. ကြောက်တဲ့သူတွေကဘယ်တော့မှစတင်မှာမဟုတ်ဘူး။အားနွဲ့တဲ့သူတွေကတော့လမ်းခုလက်မှာတင်သေဆုံးသွားကြလိမ့်မယ်။ဒါကြောင့်ငါတို့ပဲကြံခဲ့တာပေါ့။အဆွေတို့ရေငါတို့ပဲပေါ့။Nissho Iwai ကလည်းဘန်တွေရဲ့ဆွဆွဲချက်ကိုဂယုမဆိုင်ပဲ Nike ရဲ့စည်ရင်းစရာတွေကိုတေချာစစ်ဆေးပြီးခမားတို့ကလိန်လည်နေတာမဟုတ်ဘူးအရန်မြန်ကြီးထွားနေတာပဲဆိုပြီးတော့ယုံကြည်ပေးခဲ့ပါတယ်ပြီးတော့ Nike ရဲ့အကျွေးတွေအကုန်လုံးကို Nissho Iwai ကအကုန်ရှင်းပေးခဲ့ပြီးချင်းဝေအကူအညီတွေနဲ့ပဲလုပ်ငန်းကိုအသက်ဆက်ပေးခဲ့လို့ Nike က6ကဘာဝါကနေပြန်လည်လွတ်မြောက်ခဲ့ပါတယ်ဒီလိုတေလူမျိုးပါအခြေအနေတွေကိုဇွဲမလျှော့ပဲရုန်းကန်ခဲ့လို့Nike ဟာဒီနေ့အထိတည်ရှိနေတာဖြစ်ပါတယ်1986ခုနှစ်မှာတော့သူတို့ရဲ့အဓိကစီမံခန့်ခွဲသူအဖွဲ့ဝင်တွေဖြစ်တဲ့ Phil Knight, Jeff Johnson, Bob Woodall စတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဟာသူတို့ကိုယ်သူတို့ Bad Faces မျက်နှာဆိုးများလို့အမည်ပြောင်ပေးထားတဲ့အဖွဲ့တစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်သူတို့ဟာ Oregon ကအပန်းဖြေရင်တစ်လုံးမှာတစ်နှစ်ကို2ကြိမ်အကျိတ်အနယ်အစည်းအဝေးတွေလုပ်ကြတယ်အဲ့ဒီအဖွဲ့ရဲ့အလုပ်လုပ်ပုံကတကယ်ကိုထူးခြားပါတယ်အစည်းအဝေးလုပ်ပြီးဆိုရင်တယောက်နဲ့တယောက်ယာဒူးတွေအစင်အတန်းတွေမခွဲခြားဘဲနဲ့အချင်းချင်းအော်ဟစ်ဆဲဆိုရန်ဖြစ်စပွဲတွေကိုထူရိုက်ပြီး idea အသစ်တွေထွက်လာတဲ့အထိအပြင်းထန်ညှင်းခုန်ကြတာပါသူတို့ရဲ့လုပ်ငန်းလည်ပတ်ရမှာထားရှိတဲ့ခံယူချက်နဲ့ယုံကြည်ချက်ကတော့ငါတို့ထဲမှာဘယ်သူမှအမားကင်းတဲ့ permission တွေမပါဘူးဒါပေမဲ့ငါတို့အားလုံးပူးပေါင်းပြီးအမှန်တရားကိုရှာဖွေမယ်တယောက်ကိုတယောက်လုံးဝဖုံးကွယ်ထားခြင်းမရှိပဲပွင့်လင်းရိုးသားစွာနဲ့တိုင်ပင်ကြမယ်တိုက်ပွဲဝင်ကြမယ်ဆိုတဲ့ခံယူချက်မျိုးထားရှိတာပါသူတို့ဟာစီးပွားရေးကိုလုပ်ငန်းတစ်ခုလို့သဘောမထားပဲအပြေးဓမားတွေအတွက်အကောင်းဆုံးကိုဖန်တီးပေးမဲ့တော်လှန်ရေးတစ်ခုလို့ယုံကြည်ခဲ့ကြတယ်သူတို့ရဲ့စီးပွားရေးပေါ်ခံယူချက်ကတော့အလွန်လေးနက်လာပါတယ် Business is not money it's not buying and selling it's a way of expressing who you areစီးပွားရေးဆိုတာပတ်စံတသက်မဟုတ်ဘူးအယောင်းဝယ်လုပ်နေတာလည်းမဟုတ်ဘူးအဲ့ဒါကမင်းဟာဘာတူလဲဆိုတာကိုကဘာကြီးသိအောင်ထုတ်ဖော်ပြသတဲ့နည်းလမ်းတစ်ခုပါတဲ့ဒီလိုရန်ဖြစ်ရင် idea ထုတ်ရင်မိမိတို့ကိုထုတ်ဖော်ပြသရင်လည်းပဲကုမ္ပဏီကိုရှေ့ဆက်သွန်းတင်ခဲ့ကြလို့ရလက်အနေနဲ့ရောင်အားတွေဟာတန်းနဲ့ချီပြီးတဟုန်တို့တက်လာခဲ့ပါတော့တယ်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါပဲရှင်ဒုတိယနေ့ရဲ့အနှစ်ချုပ်လေးကိုပြန်ကောက်ရရင်တော့ဂျပန်ကုမ္ပဏီရဲ့သစ္စာဖောက်မှုနဲ့သမိုင်းဝင်တရားရုံးတိုက်ပွဲတွေကြားမှာမသက်တာပဲနဲ့$35တန်အမှန်ချင်းနဲ့ Nike ဆိုတဲ့ကိုယ်ပိုင် brand ကိုခက်ခဲမွေးဖွားလာရပုံအိမ်ကဝေဖာမုံဖုတ်ဆက်ကနေစတင်ခဲ့တဲ့စမ်းသစ်တူထွင်မှုဟာမထင်မှတ်ထားတဲ့ Nike ရဲ့အောင်မြင်မှုတော့ချက်ဖြစ်လာခဲ့ပုံဘန်တွေရဲ့မျက်နှာတာလွဲမှုငွေဓာတ်ပြတ်မှုတံကိုဝန်ထမ်းတွေမိတ်ဆွေတွေနဲ့ကဲတင်ရှင် Nissho Iwai တို့ရဲ့ယုံကြည်မှုနဲ့ပြပုံတွေကရုံးထွက်တယ်လို့အသက်လူဖြတ်ကျော်ခဲ့ရတဲ့အကြောင်းအရာတွေပဲဖြစ်ပါရဲ့ရှင်။ Phil Knight ရဲ့ဘဝခီးကိုပြန်ကြည့်ရင်ကျမတို့အားလုံးအမြဲနှလုံးသွင်းထားရမယ့်မူရင်းစာသားလေးတစ်ခုနဲ့ပဲဒီနေ့ day 2ကိုညီကုန်းချုံလိုက်ပါရစေရှင်
Don't tell people how to do things. Tell them what to do and let them surprise you with their results. လူတွေကိုအလုပ်တစ်ခုဘယ်လိုလုပ်ရမလဲဆိုပြီးလိုက်လမ်းညွှန်မနေပါနဲ့သူတို့ဘာလုပ်ရမလဲဆိုတာပဲပြောပြလိုက်ပါပြီးရင်သူတို့ရဲ့ထွက်ပေါ်လာတဲ့ရလဒ်တွေကမင်းကိုအံ့ဩသွားစေပါလိမ့်မယ်တဲ့နောက်ဆုံးနေ့ဖြစ်တဲ့ဒီ3မှာတော့လူသိနေတဲ့ Nike ရဲ့သမိုင်းတကွေ American အစိုးရနဲ့ထိတ်တိုက်တွေ့ခဲ့တဲ့ million ချီတန်နဲ့အကောက်ခွန်စစ်ပွဲကြီးအကြောင်းကိုသူတို့ဘယ်လိုရင်ဆိုင်ခဲ့လဲပြီးတော့တကူရေးပိုင်းလုပ်ငန်းလေးကနေကမ္ဘာအဆင့်မီကုမ္ပဏီကြီးဖြစ်အောင် share ဈေးကွက် IPO တွေကိုဘယ်လိုခြေဆက်နွားအောင်မလဲအောင်မြင်ခေါ်ဆောင်သွားနိုင်လဲဆိုတာတွေကိုဆက်လက်တင်ဆက်ပေးတော့မှာမလို့စောင့်မျှော်အားပေးကြပါဦးနော်ဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့ like လေးပေးတော့ပါအောင် channel လေးကိုလည်း subscribe လုပ်တော့ပေးပါအောင်ရှင်ဒီ3မှာပြန်တွေ့ကြမယ် bye bye